비가 와요? 비가 오는데 차이점은 뭘까요? 안녕하세요 여러분, 디체가로 라이브리안가 디체 유진 피바리 디니마로 아유 오유 수레 때로 데베야의 그라말리에 은데 나데 수레 때수비어 데베야의 그라말리고 우마사장리리 지비로 또로의 괴변찬아지리고 둘리레다 자마 피바리 아유 오유 하자로 디단 information တစ်ခုခုကိုတန်းပြောလိုက်တဲ့သဘောမျိုးပေါ့နော်ပုံမှန်ဝါကြတာမန်ဝါကြလိုမျိုးပြောလိုက်တဲ့အခါမျိုးတွေမှာပို့ပြီးတော့သုံးတယ်ပေါ့နော်ဥပမာဆိုရင် 지금 비가 와요 အခုမိုးရွာနေတယ်ဆိုတဲ့အခြေအနေကိုတန်းပြောလိုက်တာနော်နောက်ပြီးလို့ရှိရင် 지금 밥을 먹어요 အခုထမင်းစားတယ်ဒီတိုင်းပဲပုံမှန်လေးပေါ့ပါပြောတဲ့အတုံလုံးလေးဖြစ်တယ်ပေါ့နှွန်းတဲ့ကြတော့မတူဘူးရောဘုန်းတို့ရဲ့တခုခုပြောလိုက်ပြီးလို့ရှိရင်နောက်ထပ်စကားတခုခုကိုဆက်ပြောခြင်းတဲ့အခါမျိုးတွေဒါမှမဟုတ်ဘူးဆိုရင်ကိုပြောခြင်းတဲ့ဒီစာကြောင်းတစ်ခုကစန့်ကျင်ဘက်ဖြစ်နေတဲ့အခြေအနေမျိုးတွေနောက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီတခုကိုပြောပြီးတော့အနောက်မှာကိုကတခုခုမျောလင့်ချက်သဘောထားအနေနဲ့ပေါ့နော်ကြားချင်တာတခုခုဒါမှမျောလင့်ချက်တခုခုအနေနဲ့ပြောချင်တာတခုခုဆက်ရှိနေသေးတယ်ဆိုရင်အဲ့ဒီ 은데ကိုတောင်းနေပေါ့နော် 지금 비가 오는데 우산 좀 빌려줄 수 있을까요? ဒါဆိုလို့ရှိရင်အခုမိုးရွာနေတယ်ထင်းကားပေးလို့ရဒါဆိုလို့ရှိရင်မိုးရွာနေတယ်ဆိုတဲ့ဟာကိုပြောပြီးတော့အနောက်ကနေသူကဆက်ပြောတယ်အခုထင်းကားပေးလို့ရမလားဆိုတဲ့ဒီအကြောင်းအရာကိုဆက်ပြောတယ်ပေါ့နော်အဲ့လိုမျိုးအဆက်ပြောတဲ့အခြေအနေတစ်ခုခုရှိတယ်ဆိုရင်တော့ဒီ 은데ကိုသုံးပြီးတော့ပြောရတယ်ရောပေါ့နောက်တစ်ခုကကြတော့ 지금 밥을 먹는데 제 친구는 밥을 안 먹어요. 그래서ကျွန်တော်ကအခုထမင်းစားနေတယ်ထမင်းစားနေပေမဲ့ကျွန်တော်တငယ်ချင်းကတော့ထမင်းမစားဘူးအဲ့ဒါကိုပြောတာသူကထမင်းစားတဲ့ကိစ္စကိုလုပ်တယ်ဒါပေမဲ့သူတငယ်ချင်းကတော့ထမင်းမစားဘူးဆိုတဲ့ကိစ္စကိုလုပ်တယ်ဆိုတဲ့စန့်ကျင်ဘက်အခြေအနေမျိုးကိုပြောထားတာမျိုးဥပမာလေးမျိုးတစ်ချက်ကြည့်ကြမယ်ပေါ့နော်ဥပမာနံပါတ်1ကကြတော့ 이거 비싸요. 다 제지에 이란 이유를ပြောလိုက်တာ 이거 비싼데요. 다 제지래. 나 물론 어디에 야서는 두두배. 때문에 바꿔 차와래 소리 구나 이거 비싸요 소리 이란 제지래고 ပြောတာ 이거 비싼데요로 동네 비소리 다 제지래. တခြားတစ်ခုခုကြည့်အောင်မလားတခြားတစ်ခုခုဝယ်ကြအောင်လားပေါ့เนาะအဲ့လိုမျိုးမျောလင်းချက်ပုံစံအနေနဲ့ပြောချင်တဲ့အခါမျိုးမှာသုံးတယ်နောက်တစ်ခုကကြတော့ 밥을 먹는데 배고파요အဲ့ဆိုရင်ထမင်းစားပြီမဲ့ဖိုက်စားတယ်။ထမင်းစားပြီးပြီဆိုဘိုက်မစားတော့ဒါပေမဲ့သူထမင်းစားပြီးသွားပြီဒါပေမဲ့ဖိုက်စားတယ်ဆိုတဲ့ဟာဖြစ်နေတယ်ပေါ့နော်။စန့်ကျင်ဘက်ဖြစ်နေတယ်ပေါ့နော်။အဲ့လိုအခြေအနေ။ဥမာ저는 배고파요ဆိုဒါဒီတိုင်းရိုးဖိုက်စားတယ်။နော်။저는 밥을 먹는데 배고파요ဆိုရင်ထမင်းစားပြီးပြီမဲ့ဖိုက်စားတယ်။တစ်ခုကကြတော့이거 맛있어요 아, 또 다 야다시래, 뭐너? 이거 맛있는데, 다 야다시래, 탑비로 야나임라, 뭐너? 더 있어요? 다시 디라 사진 내고, 엘루뮤 셋비로 뼈지네 아카무리 말에 동우야에, 뭐너? 나서듯이 디네 디체 쉐어로 비도하게 아유 오유에 는데 은데루에 꿰벼자나 제띠고 나래 뭐 빵멜루 면레 말에 나 비디오 말에 내가 선리자매는 여러분 안녕.